ထိုင်းနိုင်ငံနဲ့ဘန်ကောက်ဖွင့်လှစ်ဖို့အတွက်ဖုန်းရဲ့ဆင်ကတ်ကမိမိပေါက်ဖြစ်ရင်လိုအပ်ပါသလားထိုင်းနိုင်ငံရောက်ရွှေပြောင်းလုပ်သားများနဲ့ပြည်ပပြည်သူများအတွက်တည်ထားတဲ့အရေးကြီးသတင်းချက်လက်လေးကိုမျှဝေပေးခြင်းပါတယ်ခင်ဗျာယခုနောက်ပိုင်းထိုင်းနိုင်ငံမှာဘန်ကောက်အသစ်ဖွင့်တော့မယ်ဆိုရင်မိမိအသုံးပြုနေတဲ့ဖုန်းဆင်ကတ်ကမိမိရဲ့ passport တို့ CI ပန်းရောင်ကတ်အစသဖြင့်မိမိရဲ့ထောက်ထားတစ်ခုခုဖြင့်အမည်ပေါက်မှတ်ပုံတင်ထားတဲ့ကတ်ဖြစ်ဖို့မဖြစ်မနေလိုအပ်ပါပြီခင်ဗျာဒါကြောင့်အမည်ပေါက်ဖြစ်ရင်လိုအပ်တာလေထိုင်းဗဟိုဘဏ်နဲ့ဆက်သွယ်ရေးကော်မရှင် MPTC တို့ရဲ့ငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေသင်များအရဘန်ကောက်ဖွင့်ပြီးမိုဘိုင်းဘဏ်ကပတ်မိုဘိုင်းဘဏ်ကဥပမာအဖြစ် Kplat တို့ SCB တို့စတင်အသုံးပြုတဲ့အခါဘဏ်စနစ်ကနေပြီးတော့စင်ကတ်ပိုင်ရှင်အမည်နဲ့ဘန်ကောက်အမည်တူမတူတိုက်ဆိုင်စစ်ဆေးပါတယ်ခင်ဗျအကယ်၍အမည်မတူညီပါကသို့မဟုတ်တခြားသူတယောက်ယောက်ရဲ့အမည်ဖြစ်နေပါကဖုန်း application မိုဘိုင်းဘဏ်အသုံးပြုခွင့်ကိုလုံးဝပိတ်ပင်သွားမှာဖြစ်ပါတယ်ခင်ဗျတော့ကြောင့်ဘဏ်ကိုသွားတဲ့အခါမှာဆိုလို့ရှိရင်ဘာတွေပြင်ဆင်သွားဖို့လိုရမလဲပထမဦးစွာမိမိဖုန်းနံပါတ်ကိုကိုယ့်ရဲ့အမည်ပေါင်းဟုတ်မဟုတ်အရင်ဆုံးတိုက်ဆိုင်စစ်ဆေးရပါမယ်မိမိအမည်ပေါင်းမဟုတ်သေးရင်ဒါမှမဟုတ်ကိုယ့်ရဲ့စင်ကတ်ကတခြားသူနာမည်နဲ့ဖြစ်နေလို့ရှင်သက်ဆိုင်ရာဖုန်းအယောင် operator မှာဖြစ်တဲ့ AIS တို့ True တို့ Data ထုတ်ထန်တွားရောက်ပြီးတော့မိမိရဲ့ passport ဒါမှမဟုတ်လို့ရှိရင် CI ပန်းရောင်ကတ်ပြကမိမိရဲ့အမည်ပေါက်ကိုအရင်ဆုံးပြောင်းလဲပေးရပါမယ်ဖုန်း operator များရဲ့ mobile application မှတစ်ဆင့်နဲ့ကျွန်တော်တို့အမည်ပေါက်ပြောင်းလဲလို့ရပါတယ်ခင်ဗျအကြံပြုချက်အနေနဲ့ပြောမယ်ဆိုရင်ဘန်ကောက်သွားဖိတဲ့အခါမှာစင်ကတ်အမည်ပေါက်ရုံနဲ့မကပဲဘန်မျိုးစားလိုက်လိုအပ်တဲ့ passport visa အလုပ်သမားကတ် work permit အလုပ်ရှင်ဒါမှမဟုတ်လို့ရှိရင်ကုမ္ပဏီရဲ့ထောက်ခံစာတခြားလိုအပ်တဲ့စာရွက်စာတမ်းအစရှိတာတွေကိုတပါးတဲ့ပြည်စုံစာယူဆောင်သွားဖို့လည်းလိုအပ်ပါတယ်ခင်ဗျဘန်တစ်ခုနဲ့တစ်ခုကလိုအပ်ချက်များကကွာခြားနိုင်ပါတယ်ခင်ဗျတခြားတကယ်ချင်းမိတ်ဆွေများကိုလည်းဒီသတင်းစကားလေးကိုပြန်လည်မျှဝေ share ပေးလိုက်ကြပါဦးခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ